အေယာရီတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌသည်2026ခုနှစ်ဩဂတ်လ22ရက်နေ့တွင်ကရင်တိုင်းရင်းသားယူရဝါကောင်လချီးကျူးပွဲမင်္ဂလာပွဲကိုတက်ရောက်ခဲ့ပါသည်။ယနေ့နံနက်10:00 နာရီအချိန်တွင်ကံကြီးတောင်မြို့နယ်အနောက်စုကြီးရွာ၌ကျင်းပပြုလုပ်သည့်ကရင်တိုင်းရင်းသားယူရဝါကောင်လချီးကျူးပွဲမင်္ဂလာပွဲအခမ်းအနားကိုအေယာရီတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌစောသက်နိုင်ဦးကရင်တိုင်းရင်းသားရေးရာဝန်ကြီးမန်သိန်းကျော်ငပူတော်မြို့နယ်အမှတ်2တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှံ့အေးအေးကျင်းနဲ့မြို့နယ်စဉ်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားတွင်ကရင်တိုင်းရင်းသားရေးရာဝါကောင်လချီးကျူးပွဲမင်္ဂလာပွဲအခမ်းအနားကိုတက်ရောက်လာကြသူများကယူရဓလေ့ထုံးတမ်းများနဲ့အညီဆောင်ရွက်ခဲ့ကြပြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကတက်ရောက်အားပေးခဲ့ပါကြောင်းသိရှိရပါတယ်ရှင်။